ရင်ပါတော့လေမန်းစားလို့ဖြင့်အပြေသာပွဲဟိုးဝေးရဲ့မြေစမ်းတို့ရဲ့အပေါင်းဖော်များတွေနဲ့ကွယ်ကျောင်းကိုသွားကငယ်စဉ်ခါဝဲတကယ်ပြီးပြောမြူဟိုးပူပြေကရှင်းရွာကဘာဝါချင်းပေါ်လာပြီတဲ့ပြန်လဲသိဆိုဖို့ရဲ့ငယ်တွေကလေးဘဝတို့နဲ့ကိုယ်တည်းမိတယ်လို့ပြောပါလေကွယ်တို့ဆရာကြီးကျမ်းမာပါသည်ပေါင်းစုံကခိုးချောင်းစုံတွေမာလာရောင်းကုန်ကလေးတွေနဲ့ဖောက်တယ်ခေါ်လောကခက်ခါလေးတမများနဲ့ရှောင်းဝဲပေါက်ကမာယာလေးပွဲအစီ